လင်္ကာအရာကောက်တူရမယ်သမာဓိဇာတိဆိုတာသမာဓိဇာတဲ့ဒါကိုပဲရတယ်ဣတိလေးခံထားတာကဘုမသမာဓိဇာကိုညာမလို့အနဲ့မပေးပါနဲ့ပရာတန်ပဲနဲ့ပေးပါလို့တတ္တပဋ္ဌတကမှန်သိအောင်လို့ဣတိထည့်ထားမာရိဇန္တိယသရာကိုရတယ်အထောကအနက်ကိုရတယ်ဆိုတော့သရာနဲ့အနက်ကဘလို့မှအရာကောက်မတူတော့ဘူးဗျာဒါဆိုရင်စာကြတန်းအဝါဝါထားတဲ့ပုဂ္ဂိုလ်တယောက်ကဒါဘာကိုမေးတာသိသွားပြီဩသမာဓိဇန္တိအုံလင်္ကာနီးနဲ့ဖွင့်ပြရင်ဣတိနောင်မှာဝိပတ်၄သွဲကြီးတယ်ဝိပတ်၄သွဲကြီးရမှာအထဝန္တောအထောသုံးပြဖွင့်ပတ်မှာအထဝန္တောအထောလက်ရှိတော်သလားလို့ပထမဥပအကြည်ကြမှာဘေးလိုဖြစ်နေတဲ့ဤပဲသမာဓိဇန္တိသမာဓိဇံဟုသောဤတရာတိသာတုံလျက်တော့အထောအလင်္ကာနော်ပရမေဇာနာသမာဓိတို့ဇာတန်တရားတော်ဘဂတုပါဏိတရားပစ္စည်းဖြစ်သောပထမဇန်သမာဓိကြောင့်ဖြစ်သောဟူသောအနည်းရှိအနည်းရှိတယ်ဆိုမှသမာဓိဇန်တရားရမှာကိုအထောအတ္တအထိတိအထောဖြစ်သောဟူသောအနည်းရှိဝါဖြစ်သောဟူသောအနည်းရှိသောတရားဒီဆိုသမာဓိဇန်ဟူသောတရားဒီအထောအနည်းရှိသောတရားဒီဩသမာဓိဇန်ဒီကတုံလျက်အထောကလင်္ကာအထောကလင်္ကာအဲ့ဒါဆိုနံပါတ်3မှာစာဆက်တော်လဲအဲ့ဒီနေရာရဆက်မယ်ဆိုရင်သမာဓိဇန္တိကကာဝရနေပိသောကြောင့်အထောနဲ့ထုံလျက်အထောကလင်္ကာအပြည့်ဖြင့်ဆက်၏အနဲ့လေးနိပေးရမှာပထမဥပအကြည်ကြံပြီးတော့ပေးတဲ့နေကိုရည်ရွယ်ပြီးတော့မေးတာလို့စာကြတမ်းမှာစိတ်ဝင်စားတတ်တဲ့ပုဂ္ဂိုလ်တယောက်အဝါဝကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်ကကောင်းကောင်းနားလည်သွားတယ်ဗျာနော်အဲ့ဒါဒီနေရာမှာပြောရင်ဟောတခြားတနေရာမှာလဲဘယ်နေရာတွေ့တယ်ပဲအဲ့လိုများဖြတ်ခဏမေးလိုက်ရင်ဒါကိုမေးတာဒီရပါနော်ဒီထည့်ပြီးတော့ဖွင့်ပြရင်အဝင်လင်္ကာနည်းနဲ့ဖွင့်ပြဝိပတ်၄သွဲကြည်ပါတယ်တုံလက်လင်္ကာပြေးလို့ရတာကပထမဝိပတ်တစ်မျိုးပဲပြေးလို့ရတာပါအထောကိုလည်းအနဲ့လို့မပြေးရပဲအတ္တတိတိကြံပြီးတော့အနဲ့ရှိသောတရားလို့ပေးရမှာပါသိတယ်ဟုတ်လားအဲအောင်သမာဓိဇန္တိသမာဓိဇံဟူသောဣတရာတိဖော်ရင်တော့ဧတဧသောပေါ့သမာဓိဇန္တိဧတဧသောသမာဓိဇံဟူသောဣတရာတိပထမဇာနာသမာဓိတို့ဇာတန်တိအထောဘဂဝါနိတရားပစ္စည်းဖြစ်သောပထမဇာသမာဓိကြောင့်ဖြစ်သောဟူသောအနဲ့ရှိနဲ့ရှိသောတရားဤတုံလျက်လင်္ကာအဲ့ဒီတုံလျက်လင်္ကာရရင်ကျန်တဲ့3ခုလည်းရပြီတုံလျက်ပဂတိအာနိယမဝိသေတာလေးပြနဲ့ပင်ဒီပဂတိဝိဂတိဆိုရင်ကရိယာထဲလိုက်ရုံပဲဗျာကရိယာထဲရင်ကရိယာကိုတုံလျက်ပုတ်ရဲ့လေဟောကိုကြည့်ရမယ်ကရိယာထဲခြင်းရင်တုံလျက်ပုတ်ရဲ့လေဟောကိုကြည့်ရမယ်အာချကရိယာထဲခြင်းရင်တုံလျက်ပုတ်ရဲ့ဟောကိုကြည့်ရမယ်လိမ်မလို့တော့တာကြတော့အာချကြတော့လိမ်မလို့ကိကရိယာများထဲခြင်းနေဆိုရင်တော့တုံလျက်ပုတ်ရဲ့လေရောဟောကြည့်ရမယ်အာချကရိယာပဲထဲမယ်ဆိုရင်တော့တုံလျက်ပုတ်ရဲ့ဟောကိုပဲကြည့်ရတယ်သမာဓိဇာတိသမာဓိဇံဟူသောတရားဒီဆိုတာဧတဧသောလို့ထက်နိုင်တာဆိုတော့တရားဝင်ခဲ့မှာဆိုတော့ဘုံလိမ်ပေါ့အာချအနေနဲ့ကြည့်ရင်တော့ဧဟုတ်ပေါ့ဒါဆိုရင်သမာဓိဇာတိသမာဓိဇံဟူသောဣတရာတိပထမဇာနာသမာဓိတော်ဇာတန်တိအထောဘဂဝတပါဏိတရားပစ္စည်းပိသောပထမဇန်သမာဓိကြောင့်ဖြစ်သောဟူသောအ내ရှိသည်ဟောတိဖြစ်၏ဟာမာရိဇန္တိယပဂတိကတ္တအထောကဣတိအထောကဝိဂတိကတ္တဟောဒီကကတ္တဟောကရိယာကရိယာထည့်တဲ့အခါတုံလျက်ပုဂ္ဂိုလ်ကြည့်ရတယ်ပဂတိကတ္တတုံလျက်ဟာကရိယာထည့်တော့မယ်ဆိုရင်ပဂတိကတ္တသူရဲ့လိမ်သူရဲ့ဟုတ်အချကြတော့ဟုတ်ပေါ့ဗျာမာရိဇန္တိယဧကုဖြစ်တဲ့ကြောင့်ဟောဒီဒဂတရားပဂတိနဲ့ဝိဂတိဟာဟုတ်ကတူခြင်းမတူတာရှိသေးတယ်ဗျဟုတ်မတူတဲ့နေရာရှိသေးတယ်ဟုတ်မတူရင်ပဂတိကတ္တရဲ့ဟုတ်တော့ကိုလိုက်ပါဟုတ်ဒီတက်လိုက်ရင်ဘောမဖြစ်လေဟုတ်လားအထောလည်းရှိသည်ဟောဒီဖြစ်၏ဒါပဂတိဝိဂတိအားဖြင့်လည်းပဲနီတု
တုံလျပဂတိအာနိယမအာနိယမနဲ့ပြေးပြပါဆိုရင်ယောသမာရိဇန္တိအကျဉ်သမာရိဇံဟူသောသရတိအဋ္ဌိရှိ၏သောသမာရိဇန္တိသောသမာရိဇံဟူသောသရတိပရမေဇာနသမာရိတောဇာတန္တိအထောဖြစ်သောဟူသောအနည်းရှိ၏ဒါတော့နိယမအာနိယမတုံလဲပုဂ္ဂိုလ်အာနိယမနိယမနှစ်ချမ်းခွဲလဲရတယ်ယောသမာရိဇန္တိအကျဉ်သမာရိဇံဟူသောသရတိအဋ္ဌိရှိသောသမာရိဇန္တိသောသမာရိဇံဟူသောသရတိပရမေဇာနသမာရိတောဇာတန္တိအထောဖြစ်သောဟူသောအနည်းရှိ၏ဒါပဂတိနိယမအာနိယမဒါတွေကပါဠိပါဠိကိုမှာတော့ပြောတယ်ကြားရင်မှာတော့တတိမမေးပါဘူးမမေးလည်းတရားမကောင်းမေးလည်းမေးရတာပဲဒါကဝိသေသနာဝိသေတရားဆိုရင်လိင်္ဂပုဂ္ဂိုလ်ဝိသေပနပြန်လို့ရတယ်တုံလျပုဂ္ဂိုလ်ဝိသေသယဒါဆိုအရာကောင်းသိကျွမ်းကျင်တာနော်ဒီတရားဘာကောင်းရမလဲဆိုတော့အထောဝိယဆိုရကောင်းပြပါဆိုလဲသမာဓိဇာတိဆိုတုံလျကိုရကောင်းမှာလိင်္ဂကိုဝိသေသနာလုပ်ပြီးတော့တုံလျကိုဝိသေတရားလို့ရတယ်ပထမဇာနာသမာဓိတောဇာတန္တိအတောဘဂတုပါဏိတရားပြည့်စည်ပြီးသောပထမဇာသမာဓိကြောင့်ဖြစ်သောဟူသောအနေရှိသောသမာဓိဇံထိသမာဓိဇံဟူသောတရားပေတိအဲ့ဒါဝိသေသနာဝိသေတရားနေဒါဆိုအထောဝိကျော်ဆိုညက်ကောက်ပါဆိုရင်အထောရဲ့အရာဟာသမာဓိဇံတိဆိုတဲ့တုံလျပုဂ္ဂိုလ်ပဲအရာကောက်မှာဒါဝိသေသနာဝိသေတရားအဲ့လိုအနေကိုကြွန့်ကျင်စွာပေးတတ်လို့ရှိရင်အရာကောက်အရာမှာတော့ပိုင်တယ်ဗျာအရာကိုကင်တွယ်တဲ့နေရာညက်ကောက်တဲ့နေရာအဲ့ဒီအရာမှာတော့ပိုင်နေပေးတတ်တယ်ပဲနေကောက်တတ်တယ်ဗျာလုတ်တတ်တယ်နော်ဟဲ့ချက်သားဝါသေးတာမင်းကအဟောင်းဆိုတော့လုတ်တတ်တာကောင်းရတာကိုလုတ်ပြစမ်းလေးခုလုတ်ပေးကြကာကြီးဝဲကြောင့်ဟုတ်ပြီပဂရိဝိရိကျန်ကရိယာထည့်ရုံပဲသမာဓိဇန်တိယနာမယောဂနော်ဧကုနာမယောဂဧကုဆိုဟုတ်တယ်တချို့နေရာတုံမယောဂရှိရင်တော့ဟောဟိစသည်ပေါ့ဟုတ်လားဟောတိစသည်ပေါ့အာမယောဂရှိရင်ဟောမိစသည်ပေါ့ဒီမှာတော့သမာဓိဇန်တိယနာမယောဂဧကုသမာဓိဇံဟူသောဟောတော့ပြောတယ်လို့မမြင်ဘာတိထားစလဲရောသမာဓိဇံတိဣတိပါတဲ့အကျဉ်းဟာဒီမပါဘူးအကွာအာနိယမဖြစ်သွားပြီဒီမပါဘူးဟဲ့အာနိယမဟုတ်ပြီတရားအကုန်လုံးပြီးမှပို့မယ်တော့ဟုတ်ပြီဒီမပါဘူးဒီကြတယ်နော်အကျဉ်းနဲ့ထိုးပဲရှိတယ်ဟုတ်ပြီဟုတ်ပြီဝိသေသနာဝိသေတဲ့ပြောင်းပြန်လုပ်ပေးဟုတ်ပြီသတိဆောင်တော့သရတိဟုတ်ပြီဒါမေးလိုက်ရင်သိပါတယ်နော်ခါခွဲဝဲကြလက်ဒီတမ်းပဲခါခွဲဝဲကြကိုတုံလျလင်္ကာနိယဖြင့်နေပေးပြပါတော့ကာကြီးကသမာဓိဇန်တိကိုတုံလျလို့ရမှာကိုခါခွဲရအထောကိုလင်္ကာလို့ရမှာ
အထောကိုလည်းအနေလို့မပေးရပဲအနေရှိသောအနေရှိဤအနေရှိသောတရားလို့ပေးရမှာကရိယာမပါပဲနဲ့ဖြစ်ဒုံလဲလင်္ကာခေါ်တာပဲတိလို့ပဲပေးပေးတိလို့ပဲပေးဖြစ်နော်အထောအနေရှိဤဆိုတာလည်းလင်္ကာပဲအထောအနေရှိသောတရားဒီဆိုလဲဒါလည်းပဲဒုံလဲလင်္ကာပဲဒုံလဲတမှာတိဟုလာဤဆိုပေမဲ့တိလို့ပေးသည်ဖြစ်စေမပေးသည်ဖြစ်စေကရိယာမတကတုချင်းချင်းစတ်တုံလင်းလဲတုံလဲလင်္ကာဆို၍စမ်းမြကရိယာမပါပဲကတ္တဖို့အချင်းချင်းစတ်တာတုံလဲလင်္ကာခေါ်တယ်လို့မှခါဝဲဝဲကြလဲဒီတိုင်းပဲနဲ့ပဲနော်ဒီတိုင်းပဲနဲ့ပဲအဲဒီတိုင်းပဲနဲ့ပဲကခမှာဟေတုဘကဝိကရဏဟေတုအန္တောကရဏကတော့ဒါကတော့နောက်ဝဲကြလည်းမပေးလိုက်ပေါ့ဒါကတော့ပထမဇဏသမารီတော်ကြောင့်ဒါဟဲ့ဇာတံဖြစ်ဤကတ္တမပဲကြောင့်ဇာတံဖြစ်သည်နည်းပထမဇဏသမารီတော်ကြောင့်ဇာတံဖြစ်ဤအားတော့ပြီးရင်ရတယ်ထားလိုက်ဒါတည်းနော်တခါခငယ်ပထမပြီးသံပြုတ်တသမารီတော်ဇာတံဒါလည်းပဲပထမကိဉ္စာပိကိုသာထားလိုက်ရင်ပထမပိသံတုဒ္ဒသမารီတော်ဇာတံကြောင်းကျိုးပြန်လာဟိတ်အပြင်အတွင်းသွင်းအပြင်ထုံနည်းနဲ့တင်ပေးပြပါဆိုရင်ပထမပိပထမဇန်သီလိဇာတံဖြစ်ဤကတ္တမဖြစ်ကြောင့်ပထမပိပထမဇန်သီလိဇာတံဖြစ်ပါသည်သံတုဒ္ဒသမารီတော်သံပြုတ်ဖြစ်သောပထမဇန်သမารီကြောင့်ဇာတံဖြစ်ဤကတ္တနောက်တဏှာရမှာခါကြီးဝဲကြမှာသေချာပြောလိုက်ရင်ကိစ္စပြီးပါတယ်ခါတည်းခါကြီးဝဲကြမှာကဟိပ္ပနဲ့အကျိုးနှစ်ခုပါတယ်ဟိပ္ပနဲ့အကျိုးနှစ်ခုမှာအတွင်းသွင်းအပြင်ထုတ်နေတဲ့ဟိတ်ကိုဟိတ်ဖို့ထက်အရင်ပေးရင်ဟိတ်အတွင်းသွင်းပြီးတော့ပေးတယ်လို့ခေါ်တယ်ဟိတ်ကိုဟိတ်ဖို့ရဲ့နောက်မှာအနေပေးရင်ဟိတ်အပြင်ထုတ်အနေပေးတယ်လို့ခေါ်တယ်ဒီမှာစကားမှလည်းပြောပါတယ်ဟုတ်လားဘုဒ္ဓတာဆောင်းပွဲကြတယ်ဗျဘာကြောင့်လဲဆိုတော့ကိုရောစာမမကြိုးစားပဲဒီကိုရောစာမကြိုးစားဘူးတော့ပြင်းတာပဲစကားချင်းချက်စာလည်းမဖတ်ဘူးစာလည်းမကြည့်ချုပ်ဘုဒ္ဓတာဆောင်းပွဲကြိုက်ပဲကြောင့်နေစာမကြိုးစားတော့ကြောင့်ဒါဟိတ်ကိုအပြင်ပဲထုတ်ပြီးတော့ပြောတာအပြင်ပဲထုတ်ရင်မေးခွန်းလေးပေါ်လာတယ်ဘုဒ္ဓသာစာမေးပဲကြားဤဘာကြောင့်လဲဆိုတော့စာမကြိုးစားတော့ကြောင့်ဒါဟိတ်ကိုအပြင်ထုတ်စကားပြောတာဟိတ်ကိုအတွင်းသွင်းကြတာဥဒိတတိစာမကြိုးစားတော့ကြောင့်စာမေးပဲကြားဤဟိတ်ကိုအတွင်းမှာသွင်းပြီးတော့ဟိတ်ကိုရဲ့အတွင်းမှာသွင်းပြီးတော့ပြောတာကြတော့ဟိတ်အတွင်းသွင်းနေနဲ့ပေးတဲ့ကလည်းအဲ့ဒီတမ်းပဲခါကြီးဝဲကြမှာအထာခေါ်သာထားလိုက်အထာခေါ်ကကာကြီးကကင်စာပိနဲ့တွဲတာဟိုအတွင်းသွင်းအပြင်ထုတ်ပြောတဲ့အခါအထာခေါ်ကသာပိဖယ်တာနော်အယမေဝကစပ်တော့သုပ္ပတဏတ္တသအဲ့ဒီတိအောင်ပြောရမှာပြောတော့ဟိပ္ပစစ်စစ်ကတိဝိယအာသလတ္တသုပ္ပတဏတ္တသပတိကဝိဇာရိခောဘဝိရဟေနကတော့အကူဟိတ်ချင်းဖြင့်သဖြင့်လို့ပြောရင်တော့ကရိယာဝိသေသနာချင်းဖြင့်ဆိုကြရင်ရိုးပေါ့သဖြင့်လို့ပြောရင်တော့ကရိယာဝိသေသနာကြောင့်ပြောတော့အကူဟိတ်ဒီကရွေးကြကိုဟိတ်အတွင်းသွင်းအပြင်ထုံနည်းဖြင့်အနေပေးပြပါအတွင်းသွင်းနည်းကတော့မနေ့ကပေးခဲ့တဲ့အတိုင်းပဲအယမေဝဤဒုတိယဇံသမာဓိတိတာလျင်ဝိတိကဝိဇာရိခောဘဝိရဟိတ်အတွင်းသွင်းအနေပေးလိဟဲ့ကိုအပြင်ထုတ်အနေပေးပါဥဒိတတိသမေပဲချာ၏ဘယ်ကြောင့်ဒီဟူမူကသာမကြိုးစားသောကြောင့်ဒီဒါမျိုးလည်းပဲနော်အယမေဝဤဒုတိယဇံသမာဓိတိတာလင်သမာဓိတိသမာဓိဟူယဝတ္တပတံဆိုအပ်ဆိုထက်သည့်အဖြစ်ကိုအရဟတိထိုက်၏ကတ္တမပဲကြောင့်နေဟဲ့ကိုအပြင်ထုတ်တော့မလို့ကတ္တမပဲကြောင့်နေဝိတ္တကဝိဇာရိခောဘဝိရဟေနဝိတ္တဝိဇာရလှုပ်ချုပ်ချခြင်းမှာကင်းခြင်းဖြင့်ဝါကင်းသဖြင့်ဝါကင်းခြင်းကြောင့်ဝါကင်းသည်ဖြစ်ရကသူကမူရဲအိတ်မဟုတ်ပဲအကိုရဖြစ်တယ်လို့အတိဝိယအလွန်ကတ္တလည်းအသလတ္တသတုံလှုပ်ခြင်းမရှိသည်ဖြစ်ကြောင့်လည်းကောင်းဝါမတုံလှုပ်သည်ဖြစ်ကြောင့်လည်းကောင်းသုပ္ပတဏ္ဍသကောင်းစွာ
ကြီးလင်းသည့်အဖြစ်ကြောင့်၎င်းသည်ဒါဟိတ်ကိုအပြင်ထုတ်ပေးတယ်ဟိတ်ကိုအပြင်ထုတ်ပေးတယ်နော်ဝိတ္တကဝိဇ္ဇရေခောဘဝိဇ္ဇရေနာကအကူဟိတ်မြတ်တာဖြစ်တယ်သူကဒီခိုက်မှာအကူဟိတ်ပဲအဲ့ဒါဟိတ်အပြင်ထုတ်တယ်နေလို့ခေါ်တယ်မနေ့ကပေးခဲ့တဲ့အထက်ကဟိတ်ကိုအတွင်းသွင်းအနေပေးနေခုနဟိတ်ကိုနောက်မှမေခွန်လေးထုတ်ပြီးတော့ကာသမပဲကြောင့်နေကာသမပဲကြောင့်နေဟူမူကအဲ့လိုမိတ်ပြီးခါမှဟိတ်ပတ်ကိုသွားဟိတ်ပတ်သွားပြီးတော့ပြန်မလဲတော့ဘူးသောပတန်တသကောင်းကကြီးလင်းသည့်အဖြစ်ကြောင့်၎င်းသည်ဟိတ်ကရုံးလေးပဲချလိုက်တာအဲ့ဒါဟိတ်အပြင်ထုတ်ရအနေပေးနေတော့ကာကြီးဝေကြကိုအတွန်းသွင်းနေဖြင့်နေပေးပြပါကာကြီးဝေကြကိုအပြင်ထုတ်နေဖြင့်နေပေးပါဗျာပါဆိုတော့အတွန်းသွင်းစရာအပြင်ထုတ်စရာဘာရှိလို့လဲအဟိတ်ပဲရှိတာပေါ့ဟိတ်ခိုင်းတာဖြစ်မှာပေါ့သွားပေးတာကတာမန်အပြင်အတွန်းသွင်းနေအပြင်ထုတ်နေဖြင့်နေပြပြဗျာနေပေးပြပါဆိုရင်အတွန်းသွင်းစရာလည်းဟိတ်ပဲရှိတယ်အပြင်ထုတ်စရာလည်းဟိတ်ပဲရှိတယ်ဒါပဲနော်ပြန်ထုတ်เสียလဲဒါပဲရှိတာအဲ့ဒါကရလင်္ကာရအတွင်းသွင်းနေပဲဇံကာကြီးကိုထာကောထောက်ကထာကောကကိစ္စပြပါမှတွဲလို့ရတာဒီနေရာမှာတွေ့ရင်တခြားနေရာမှာအခုမှထနော်စကြတာဟာနီးပဲမှတ်လို့ရတယ်နော်တိုက်ရိုက်တိုးဖို့အဓိကမဟုတ်ဘူးနော်အနေရာမဆိုနီးလေးပဲဒီနေရာနီးရတော့တခြားနေရာလဲခုံးဒီတိုက်ပဲသွားမှာပဲအိပ်ပါတွင်ဟုတ်လားပြန်တော့မယ်ခတ်ထားတော့မဟုတ်ပါဘူးတခါလောက်နားထောင်လိုက်ရင်လည်းပြီးသွားတာပါတကဘာမှခက်ခဲတဲ့နဲ့တဲ့အရာရှိတွေမဟုတ်ပါဘူးအပြင်ထုတ်တာနဲ့အတွင်းသွင်းပြောတာမြန်မာစကားလည်းရှင်းလို့ပါမလားခုနဒိဋ္ဌတိသောမကြ၏ဘာကြောင့်လဲဆိုတော့စာမကျိုးစားတော့ကြောင့်ဒီဒါဟဲ့အပြင်ထုတ်တာပဲဟုတ်တော့လားဘုဒ္ဓသာတိစာမကျိုးစားတော့ကြောင့်စာမေဝဲကြ၏ဟဲ့ကိုအတွင်းသွင်းပြောတာမလားလွယ်လွယ်လေးပဲလွယ်လွယ်လေးပဲဟဲ့ကောင်းတယ်လားအားပြီကဲဘာသာတတ်တဲ့စမ်းဘယ်ကြောင့်အတွင်းသွင်းအပြင်ထုတ်ဒါတော့ဉာဏ်စားလေးတစ်ခုနဲ့အထက်မှာပါတဲ့ဧကလေးတစ်ချက်ဝိတ္တကဝိဇာရိခောဘဝိရဟေနဝစတင်တော့ပုံမှာစပ်ပြီးတော့အတွင်းသွင်းအပြင်ထုတ်လေးနဲ့လည်းပေးပြပါဝိတ္တဝိဇာရိတို့၆ချခြင်းမှာကင်းခြင်းကြောင့်လို့ဟိတ်ပေးထားတာဟုတ်ရဟိတ်ပေးထားတော့
သူပဲသွားဆက်လဲဆိုတော့အဆလနဲ့သုပ္ပတနာဘာဝယောဂပုံမှာပဲဆက်တယ်အဆလတသုပ္ပတနာတဟိတမံခံပါဆိုရင်တလက္ခဏစိကအရာကြည့်ရင်ဟိသလိယကရိယာဤပဂတိမံကတကံဟိဣတံပံခံမေရီအရဟတိဆိုတဲ့ကရိယာသွားဆက်တယ်အရိယအရဟတိကကတ္တဟောဖြစ်တယ်ကတ္တဟောဆိုရင်ကတ္တပေါ်လိုက်ရှာရင်အယမေဝကိုပဲသွားတွေ့တယ်အယမေဝကိုဣမတေဝလို့တမန်ခံရမယ်အဲ့ဒီဘာဝယောဂပုဂ္ဂိုလ်ပဲကတ္တပြန်လို့ရဘာဝဘာဝတမန်ပုဂ္ဂိုလ်ပဲကတ္တပြန်လို့ရမယ်ဟိတမန်ပုဂ္ဂိုလ်ပဲကတ္တပြန်လို့ရလို့ရှိတဲ့အတိုင်းအယမေဝသပိတာပါပဲတော့အဇလတာသုပ္ပတနတ္တကိုတမန်ခံပါဆိုရင်ဟိဆိုင်လေယကရိယာဤပဂတိမံကတကံဟိဣတံပံခံမြေတိဆိုတဲ့အတိုင်းအရဟတိကရိယာမှာအဲ့ဒီဟိပကသွားဆက်တယ်အရဟတိတိကတ္တဟောကရိယာဖြစ်တယ်ကတ္တဟောရဲ့ကတ္တကအယမေဝဖြစ်တယ်ဒါကြောင့်အယမေဝကိုဣမသေဝလို့တမန်ခံရမှာဟုတ်လားအစလမတုံလောက်တာလဲအဲ့ဒီဒုတိယဇန်သမာဓိပဲရတယ်သုပ္ပတန်နဲ့ကောင်းစွာကြည်လင်တာလဲအဲ့ဒီဒုတိယဇန်သမာဓိပဲရတယ်အဲ့တော့တမန်ကိုပဲတုံလဲလင်ကတုံလဲဖို့လောက်တာပါပဲအဲ့တော့မလောက်ခြင်းဘူးဆိုလဲအယမေဝရှိတဲ့အတိုင်းပေါ့အယမေဝဤဒုတိယဇန်သမာဓိတိသားလင်အတိဝေယအလွန်ကဲသားလင်အစလောစတုံလောက်ခြင်းလည်းမရှိသုပ္ပတန်လောစကောင်းစွာလဲကြည်လင်၏သတ္တမပဲကြောင့်ဤဝိတ္တကဝိဇ္ဇာတွေခောပဝိရဟနာဝိတ္တိဝိဇ္ဇာရတို့လှုပ်ဆောင်ကြခြင်းမှာကင်းခြင်း၆ဒီသူကအကူဟိဆိုတာအသလတ္တရဲ့အကူဟိသုပ္ပတနတ္တရဲ့အကူဟိအကူဟိဆိုမဲ့ဒီကိစ္စတဘောယောဂမှာပဲစက်တယ်ဘာကြောင့်မတုံလှုပ်တာလဲအလွန်အကဲမတုံလှုပ်တာဘာကြောင့်လဲဝိတ္တိဝိဇ္ဇာလည်းလှုပ်ဆောင်ချမှုမပါတော့တဲ့ကြောင့်ဘာကြောင့်သိကြီးနေရတာလဲဝိတ္တိဝိဇ္ဇာလှုပ်ဆောင်ချမှုနောက်ကျမှုကမပါတော့ဘူးဒါကြောင့်သိချီလေးနေတယ်အစလနဲ့သုပ္ပတနာတကယ်လို့အဲ့ဒီဖြတ်ပြီးလို့ရှိရင်နော်အခုဟိတ်ကလေးကိုဟဲ့အတွင်းသွင်းပြင်ထုံလေးနဲ့နေပေးပြပါဝိတ္တကဝိဇ္ဇာရိခောပဝိရဟနာဟုသောဟိပတ်ကိုအတွင်းသွင်းနည်းအပြင်ထုံနည်းအဖြစ်နေပေးပြပါဆိုရင်အယမေဝဣတုတယသံသမာဓိတိသာလျင်အတိဝေယအလွန်ကဲသာလျင်အစလောစမတုံလှုပ်တီလေးဒါမို့လို့ဟောဒီမထက်ခြင်းတုံလီမတုံလို့သုပ္ပတနောစကောင်းစွာလေးကြည်လင်ဤကတမပဲကြောင့်နေဝိတ္တိဝိဇ္ဇဝိတ္တကဝိဇ္ဇာရေခောပဝိရေဟနဝိတ္တိဝိဇ္ဇာရကိုလှုပ်ချောချခြင်းမှာကင်းခြင်းကြောင့်ဒီဒါဟဲ့အပြတ်ထုတ်တာတွန်းတင်သွင်းတာတော့လည်းပါတယ်ဝိတ္တကဝိဇ္ဇာရေခောပဝိရေဟနဝိတ္တိဝိဇ္ဇာရကိုလှုပ်ချောချခြင်းမှာကင်းခြင်းကြောင့်အယမေဝဣဒုတိယဇန်သမာဓိတိသာလင်အတိဝေယအလွန်အကဲသာရင်အစလောကြအစလောစတုံလေးမတုံလို့သုပ္ပတန်လောစကောင်းစွာလေးကြည်လင်၏တရိယာတဲ့ကျွန်တော်ဟောဒီပေါ့အစလောစမတုံလို့ဒီလည်းကောင်းသုပ္ပတန်လောစကောင်းစွာကြည်လင်ဒီလည်းကောင်းဟောဒီဖြစ်၏ဟောဒီမထက်ခြင်းလဲအစလောစတုံလေးမတုံလို့သုပ္ပတန်လောစကောင်းစွာလေးကြည်လင်၏အဲ့လိုဝိတ္တိကဝိဇ္ဇာတိခောပဝိရဟေနဟူသောပတ်ကိုဟိတ်ပတ်ကိုအတွင်းသွင်းအပြင်ထုံနေနဲ့နေပေးကြပါလို့အကူဟိတ်ကိုမြတ်ခိုင်းခဲ့လို့ရှိရင်ဆက်ရမယ်အတွင်းပုတ်ကလေးတွေဖြတ်ပြီးတော့မှနေပေးရမယ်လို့အဲ့လိုတော့ဓမ္မစည်းရဲ့ပန်းနဲ့ကျွမ်းကျင်တဲ့အတိလေးတော့ပါထားရမယ်ကြနော်အဲကြောက်တန်ဝိတ္တိကဝိဇ္ဇာတိအကြည့်ဝဲကြတယ်ဝိတ္တိကဝိဇ္ဇာတိခောပဝိရဟေနဟူသောဟိတ်ပတ်ကိုအတွင်းသွင်းနည်းအပြင်ထုံနည်းဖြင့်နေပေးပြပါကဲအတွင်းသွင်းပေးစမ်းတော့ဘာလို့ပါရပါလဲသိပါပါလေဟဲ့အတွင်းသွင်းအတွင်းသွင်းတွန်းတွန်းဒီကဟုတ်ပြီပြန်ထုတ်မယ်
ဟိတ်ကလေးကိုမေးမှာဝတိကဝိဇာရိခောဘဝိရဟေနာဟုသောဟိတ်ပတ်ကိုအတွန်းသွင်းနည်းအပြင်ထုံနည်းအပြင်နေပေးပြပါဆိုရင်သူစပ်ပုဂ္ဂိုလ်တော်တဲ့မပြောတော့မပြောရင်ဓမ္မစရိယသိရမှာသူပဲရောဆက်တယ်ဟိတ်ပတ်တစ်ခုလုံးကိုသွားမဆက်ဘူးဘာဝယောဂပုတ္တိမဲ့ဆက်တာဘာဝယောဂပုရဲ့အရာဘောကအရာမေဝအဲ့ဒီပုတ်ပဲအဲ့လိုလေးတယ်နော်အဲ့จิตတော်ပါတဲ့တို့များရပ်ဖြတ်ပြီးမေးရင်လည်းစပ်ပုတ်ကလေးကိုတပုတ်လုံးမယူဘဲနဲ့ဟိတ်ပတ်တစ်ခုလုံးကိုမယူဘဲနဲ့ဟိတ်ပတ်ရဲ့ရှိကဘာဝယောဂပုတ်ကလေးတွေမဲ့ဖြတ်ယူအဲ့ဒီမှာဝါကြခင်းပြီးတော့ဘေးအရာမေဘကပုံမလိန်ဆိုတော့အစလောစတုပ္ပတန်လောစအရာမေဘကသမာဓိကပုံလိန်ကိုပုံလိန်ဆိုတော့ပုံလိန်နဲ့ကအောင်အာဇလတအာဇလာလေးကိုအစလောစသုပ္ပတန်နဲ့ဓမ္မသုပ္ပတန်နာလေးကိုသုပ္ပတန်လောစအယမေဝနဲ့လိန်တူသွားအာဇလောသုပ္ပတန်လောလို့အဲ့လိုလစ်လာစရာလေးတွေကိုအကွက်စီညော်လစ်လာထားဟုတ်လားကဲပြလိုက်ကြတာအခုဟိတ်ကလေးကိုအတွန်းသွင်းနေအပြင်ထုံနေနေပေးပြပါတဲ့ကြာကဲအတွန်းသွင်းလိုက်ပြကြရမေဝအတွန်းသွင်းနေအပြင်ထုံနေဆိုစပ်ပုတ်ကဟိတ်ပတ်ထဲမှာငုတ်နေတာဟိုဗျာနော်ငုတ်တာလေးကိုဓမ္မစရိယရဲ့ကြွန့်ကျင်မှုအသိဉာဏ်နဲ့ပေါ်လိုက်တော့ပေါ်တာပေါ့ဗျာအာစလာသုပ္ပတနာဟာအာစလာကမတုံလို့တာဘယ်သူလဲရှားရှားရှင်းဆုံးကအရာမျိုးပါပဲဟာသုပ္ပတနာကသိကြည့်တယ်ဆိုပါလားဘာလို့ဟာသိကြည့်တာဆိုအရာမျိုးပါပဲအဲ့ဒါဆိုပုံနေကွာသိပြီနော်အဲ့ဒါစကုမကုဟိတ်ကလေးကိုအတွန်းသွင်းအပြင်ထုတ်ပေးတယ်ဒီပါတခါကာကြီးကိုအတွန်းသွင်းအပြင်ထုတ်မဟုတ်တော့ပဲကြောင်းကျိုးပြန်လှန်သံပါမှာအပြန်အလှန်နေတဲ့ဝကြအပြန်အလှန်နေဝကြပရိဝတ္တနာနီးလို့ပါဠိလိုတော့ခေါ်တာပေါ့ဝကြပရိဝတ္တနာဟာအပြန်အလှန်ကြောင်းပြန်လုပ်ပေးတာကာယဝကြမှာဓာတ်ခေါ်ထားလိုက်အရင်ဆုံးအကြောင်းနဲ့အကျိုးခွဲယူလိုက်အကျိုးကအယမေဝသမာဓိတိဝတ္တပတံအရဟတိဒါပဲနော်အကြောင်းကအကူဟိတ်နဲ့တကွဟိတ်ပတ်ပေါ့ဝေတိကဝိဇာတိခောဘဝိရေနာတိဝိယအတ္တသသုပ္ပတနာတ္တသာဒါကဟိတ်အကြောင်းပြစကားနော်ဘုရားတော်ကဟိတ်တွန်းတွင်ပြန်ထုတ်လဲဒါပဲကြည့်ပေးခဲ့တာပဲအကူဟိတ်ခါနဲ့ဟိတ်ပတ်ထဲမှာပါတယ်နော်ပြောထားလိုက်ဟိတ်ပတ်ထဲမှာရောလိုက်တယ်အယမေဝသမာဓိတိဝတ္တပတံအရဟတိကအကျိုးပြစကားဝေဒီကဝိဇာရိခောဘဝိရေနာတိဝိယအသလတသုပ္ပတနာတ္တသာကအကြောင်းပြစကားအဲ့ဒါကတွန်းသွင်းအပြင်ထုံနေပေးတယ်ဟိုကကြတော့အပြန်အလှန်လေးအပြန်အလှန်ကြတော့လေးခါနဲ့ပေးရဟုတ်လားလေးခါနဲ့ပေးရကြောင်းကျိုးပြန်လှန်တံပံပါဆိုရင်အကျိုးဝကြကိုအရင်ဆုံးနဲ့ပေးရအယမေဝသမာဓိတိဝတ္တပတံအရဟတိဆိုတဲ့အကျိုးပြဝကြကိုအရင်ဆုံးအနဲ့ပေးဒုတိယကအကြောင်းကိုကြည့်ပြီးတော့မှအကျိုးဝကြကိုပု္ပ္ပာလုပ်ပြီးတော့ပဲအကြောင်းကိုကြည့်ပြီးတော့မှအကျိုးကိုပု္ပ္ပာပြန်လို့တော့ကအသရတသုပ္ပတနာသောကတ္တမဘောကတ္တမဘေဇာယံဒေဝသမာဓိတိဝတ္တပတံအရဟတိထိုက်ပါကနေဘုရားမှာဟဲ့တွန်းပြေတော်တော်မလို့ကတ္တမဘေတော်ဒီသုပ္ပတနာတန်တန်လောဒီဒုပိတိတော့ဟဲ့ကိုကောင်းချင်မေတော်ကလုံးလေးပေးတာအပြာကကရုံးနဲ့ဆုံးမတန်ရစပ်ဖို့ဆုံးပြီးကြည့်တော့အဲ့ဟဲ့ကိုအကြောင်းကိုကြည့်ပြီးတော့မှအကျိုးအကြောင်းပု္ပ္ပာပြန်လာဘယ်မှာတတ်ကြတာဟ
အကြောင်းဝကြောင့်နဲ့ပဲစရုပ်ပါကအကျိုးပဲကိုပြန်လဲခရုံးနဲ့သုပ္ပတယကပ္ပပရောဒကဝတ်ကံကြီးလေးကိုပြမယ်ပထမကအယေဝဒုတိယသမာဓိနိသသမာဓိတိသမာဓိဝတ္တပတ္တသဝတ္တုတတိဖြစ်ပေါ်အရဟိကံကြီးပထမတော့ဒါကအကြောင်းကြည့်ပြီးတော့အကျိုးကိုပဲပြန်ပုတ်ဆောင်တော့ကပ္ပတဲ့ကြောင့်အယသတိနိဟောအတိတ်ကသမသတိဝတ္တပတ္တသဝတ္တုအတ္တသတ္တပတ္တကတ္တပတ္တကတ္တပတ္တသဝတ္တုအရဟိကံကြီးကပ္ပတဲ့ကပ္ပတဲ့ကပ္ပတဲ့သမာဓိကမာတိကမာသဝတ္တပတ္တသုတ္တတိယအတ္တိဟိတ္တနိကာနကောနတတ်တတ်တဲ့တတ်ဝိတ္တတတ်အတိကေအတ္တလေးခါနဲ့ပြည့်ရကျောင်းကျိုးပြန်လှန်တံပံပါဆိုရင်အကျိုးဝကြဖို့အရင်ဆုံးအနေပြည့်ရအယမေဝသမာဓိတိဝတ္တပတ္တံအရဟတိဆိုတဲ့အကျိုးပြဝကြဖို့အရင်ဆုံးအနေပြဒုတိယကအကြောင်းကိုကြည့်ပြီးတော့မှအကျိုးဝကြဖို့ပု္ပ္ပာလုပ်ပြီးတော့ပြီအကြောင်းကိုကြည့်ပြီးတော့မှအကျိုးကိုပု္ပ္ပာပြန်လို့နောက်ကအစရတသုပ္ပတနာသောကတ္တမဘောကတ္တမဘေကြောင့်အယမေဝသမာဓိတိဝတ္တပတ္တံအရဟတိထိုက်ပါသနိခုနတော့ဟဲ့အတွင်းပြင်ထုတ်တော့မလို့ဘူးကတ္တမဘေကြောင့်နိသုပ္ပတနာသာကြောင့်၎င်းဒီတပိပိသွားဟဲ့ကိုကရုံးချတာမေးတော့လဲကရုံးလေးပဲမေးတာအပြန်အလှန်ကကရုံးနဲ့အဆုံးမတတ်ရဘူးစပ်ဖို့ဆုံးတည်ကြည့်သွားအဲကြောင့်ဟဲ့ကိုအကြောင်းကိုကြည့်ပြီးတော့မှအကျိုးဝကြောင့်ပု္ပ္ပာပြန်လို့ပြီးတော့မှတတ္တရာကအကြောင်းဝကြောင့်အနဘေစရုဒ္ဓကအကျိုးဖိတ်ကိုပြန်လှဲခရုံးနဲ့ဆုံးမတတ်ရဘူးကပ္ပဘူးလွယ်တော့လွယ်ပါလေကဲကြည့်လေးကပြမယ်ပထမကအယမေဝါယဒုတိယဇံသမာဓိတိသာလင်သမာဓိတိသမာဓိဝေဝတ္တပတ္တံသုဝဆုထိုက်တိဖြစ်ကိုအရဟတိထိုက်၏ပထမပြီးတော့နော်တခါအကြောင်းကိုကြည့်ပြီးတော့အကျိုးကိုပဲပြန်ပု္ပ္ပာလုပ်ကတ္တမပဲကြောင့်အယမေဝါယဒုတိယဇံဟောအပြင်ထုတ်တုံးကတော့ကတ္တမပဲကြောင့်နီးကတ္တမပဲကြောင့်နီးခုမှုကပြီလေအပြန်လာကြအဲ့လိုမလုပ်ပါဘူးကတ္တမပဲကြောင့်နီးကတ္တမပဲကြောင့်နီးခုမှုကနေဆုံးတတ်ရအောင်ဖလားကိုပြန်လှည့်ရမှာကတ္တမပဲကြောင့်အယမေဝါယဒုတိယဇံသမာဓိတိသာလင်သမာဓိတိသမာဓိဝေဝတ္တပတ္တံသုဝဆုတတိဖြစ်ကိုအရဟတိထိုက်ပါသနိဖလားကိုအဲ့လိုအကုန်လုံးပြန်လှည့်ပြီးတော့နေပြရပြီးတော့မှအကြောင်းသွားတော့ဝေတိကဝိဇာတိခောပဝိရဟနာအဖြစ်ကြောင့်အတိဝေယအသလတ္တသအကြောင်း၎င်းသုပ္ပတနာတ္တသအကြောင်း၎င်းဒီမှာဆုံးမတရားဘူးဖလားပြပြန်လှည့်အယမေဝါယဒုတိယဇံသမာဓိတိတလင်သမာဓိတိသမာဓိဝတ္တပတ္တံသုဝဆုတတိဖြစ်ကိုအရဟတိထိုက်၏အဲ့လိုလေးကစပ်ပုံနဲ့တွဲပြီးတော့သုံးတည်ဒီပေးတာကိုကြောင်းကျိုးပြန်လှန်အနေပေးနည်းလို့ခေါ်တယ်အပြန်လှန်မေးလို့ရတာကအကြောင်းအကျိုးရတဲ့နေရာမျိုးဥပမာနာဥပမေယရတဲ့နေရာမျိုးနိယမအာနိယမရတဲ့နေရာမျိုးအဲ့လိုစသည်မျိုးမှာရပါတယ်အကြောင်းအကျိုးနေရာမှာလည်းရတယ်အဲ့လိုလေးကနေပေးရမယ်နော်ဒီအယမေဝသမာဓိတိဝတ္တပတ္တံအရဟတိဖလားကိုရှုစွာနဲ့ပေးနဲ့အကြောင်းကိုကြည့်ပြီးတော့ဖလားကိုပြန်ပြီးတော့ပု္ပ္ပာပြန်လို့ကတ္တမအယမေဝသမာဓိတိဝတ္တပတ္တံအရဟတိထိုက်ပါသနိသောဟိပ္ပသွားဝေတိကဝိဇာတိခောပဝိရဟနာတိဝိယသရတသုပ္ပတနာထသလေးဖလားပြပြန်လဲအယမေဝသမာဓိတိဝတ္တပတ္တံအရဟတိဒါပဲကြောင်းကျိုးပြန်လှန်သံပန်အနေပင်ဤအကြောင်းအကျိုးပြန်လှန်ရဲ့အနေပင်ဤဝကြအပြန်လှန်အဖြစ်အနေပင်ဤလို့ခေါ်တယ်ဟုတ်လားအဲသက္ကရာလေးငါလား
ကျိုးပြန်လန်သံပန်ပါဆုံးအောင်သွားတော့ပါပဲကရုံးလေးတွေမချဘူးနော်မေးတော့လေကတ္တမပဲကြောင့်နေတယ်ကရုံးလေးမမေးဘူးကတ္တမပဲကြောင့်နေမှုကလို့ကရုံးလေးနဲ့မမေးဘူးကတ္တမပဲကြောင့်ဆိုဘလောက်အကုန်ပြန်ပြီးတော့အနေပေးပြီးတော့မေးနော်ဟိတ်ပတ်ဆုံးသွားတော့လေ၎င်းဒီလို့အဲ့ဒီဒီလေးနဲ့အဆုံးမတတ်ဘဲနဲ့ဘလားပဲကိုပြန်လှဲဘာမှတော့မခက်ဘူးပဲလွယ်လွယ်လေးရဲ့အလေးအကျင့်ရှိသွားကဘာမှခက်ခဲတဲ့အရာလည်းမဟုတ်ဟဲ့ခုံလာပြီလားသွားတယ်နော်အကျိုးသတ်သတ်ပထမပေးအကြောင်းကြည့်ပြီးတော့အကျိုးကိုပု္ပ္ပာပြန်လုပ်ပြီးတော့အကြောင်းဟိတ်ပတ်ကိုသွားပြီးတော့အကျိုးဘက်ကိုပြန်လှည့်အလွယ်လွယ်လေးရဲ့ဘာမှလည်းခက်တာလည်းမဟုတ်နော်အလေးချင်းမရှိခင်ကသာအကြောင်းကျိုးပြန်လန်တမ်းမှန်ပါဘာနဲ့လောက်တာပါလေအောင်းမေ့တယ်စသတော့ဒါပါပဲလားဘုဒ္ဓတာတိသမေပဲကြာဤအဘဲကြောင့်ဥဒိတတိသမေပဲကြာရသနီသာမကျူစားသောကြောင့်ဥဒိတတိသမေပဲကြာဤဒါပဲမဟုတ်လားကွယ်စကားကိုပြည့်ပြည့်စုံစုံသုံးတာပါဟဲ့အပြင်ထုတ်တုံးကတော့ဥဒိတတိသမေပဲကြာဤဘာကြောင့်လဲဆိုတော့သာမကျူစားသောကြောင့်ဒီကရုံးလေးတွေချလိုက်တာနော်အပြန်အလှန်ကြတော့အကျိုးဘေးကိုပြန်လှည့်ပြီးတော့မေးတယ်အကျိုးဘေးကိုလှည့်ပြီးတော့ပြန်ပြီးတော့ဖြေတယ်ဥဒိတတိသမေပဲကြာဤအဘဲကြောင့်ဥဒိတတိသမေပဲကြာရသနီသာမကျူစားသောကြောင့်ဥဒိတတိသမေပဲကြာဤဖလားတိအောင်ပြန်ဆက်ပြီးတော့စကားကိုပြည့်စုံအောင်ပြောလိုက်တာအဲ့ဒါကကြောင်းကျိုးပြန်လှန်နီးလို့ခေါ်တယ်နော်ဥဒိတတိသမေပဲကြာဤအဘဲကြောင့်ဤဟုမူကသာမကျူစားသောကြောင့်ဒီဒါဟဲ့အပြင်ထုတ်တဲ့နီးဒါဖလားဘက်ကိုဘာမှလှည့်မလာတော့ဘူးနော်ဟဲ့ဇန်နီမလင်္ကာရဇန်နီမလည်းနှစ်ပါးပါတယ်ဇာဂရလည်းနှစ်ပါးပါတယ်ညာနေတရလည်းနှစ်ပါးပါတယ်ကွာသူကတွားရန်ဒီကိုစုံတွဲတွေဖြစ်နေတော့လင်္ကာရအထက်ခေါ်ရတာစာတွေ့တဲ့နေရာမှာပြောလို့ဖြစ်တယ်မတွေ့တာဒီချောင်းပြောလည်းပြဟုတ်လားတွေ့တဲ့နေရာလေးမှာစီစုံလေးပြောထားတယ်တခြားနေရာတွေ့တော့အရှင်သင်လေးပေါ့ဗျာဘယ်နေရာတွေ့တယ်ဟုတ်လားဟက်ဆန်ဒီမှာမလင်္ကာရအဲ့ဒါဘာပေးတာတလဲဟောကြောင်းကျိုးပြန်လာနဲ့ပေးတာကဲဆိုလိုက်ကြဝိတ္တကဝိဇာရိခောပဝိရဟေနဟိတ်ကိုရှု၍ကြောင်းကျိုးပြန်လှန်သံပန်ပါလို့မေးခဲ့ရင်ပေါ့နော်သူကအဲ့ဒီဟိတ်ကလေးတွေအခုဟိတ်ကလေးတွေကြည့်ပြီးတော့မေးတာဟုတ်ဗျဟိုဟိတ်ကြီးကြောင်သွားဘူးဝိတ္တကဝိဇာရိခောပဝိရဟေနကိုရှု၍ကြောင်းကျိုးပြန်လှန်သံပန်ပါရပြီကွာခုနတော့ကတော့အတွဲသွင်းအပြည့်ထုတ်ကလေးကိုဗျအပြန်လန်ကြတော့ဖလားဖိတ်ကိုလှည့်ပြီးတော့ပေးရုံပဲနော်အရာမေဝအေးဒုတိယဇသမာဓိတိသာလျံတိဝေယအလွန်ခဲသာလျံအာဇလောဇာတုံလေးမတုံတော့ဟာတုံလို့ခြင်းလေးမရှိသောပတနောဇာကောင်းစွာလေးကြည်လေ၏ကသမဘေကြောင့်ပြန်လှဲ့ရမိပါ၏ဒုတိယဇသမာဓိတိသာလျံတိဝေယအလွန်ခဲသာလျံအာဇလောဇာတုံလေးမတုံလို့တနည်းဝါတုံလို့ခြင်းလေးမရှိတနည်း
သောပတ္တနောစာကောင်းစွာလေးကြည်လင်းသနည်းကသမာပဲကြောင့်နေတယ်မအဆုံးမတတ်တော့ဘူးနော်အဲ့တော့မှဝိတိကဝိဇာရိခောဘဝိရိယနာဝိတိဝိဇာရလို့ချောချခြင်းမှာကင်းခြင်းကြောင့်အရာမေဝဤဒုတိယဇံသမာဓိတိတာလျာတေဝိယအလွယ်ကဲတာလျာအာသလောစတုံလီမတုံလို့ဝါတုံလို့ကျင်းလီမရှိသောပတ္တနောစာကောင်းစွာလေးကြည်လေအာလုတ်တပြီသူစပ်ပုဂ္ဂိုလ်နေအောင်ကြည့်တဲ့ဘုပဲအရေးကြီးတယ်ဟုတ်လားဟဲ့ချစ်တော့ပါတဲ့ဒါပေးစမ်းအဲ့ဒါလေးကြည့်ပြီးတော့ဘာတုံလို့ကျင်းလင်းမရှိကောင်းစွာလဲကြည်လင်ပါစေရမေဝဘာလို့တာလဲဟဲ့တော့ဝါတိထဟိုဟိတ်ပတ်ကြီးချောင်းမခိုင်မဲနဲ့ရှားမှရှိတဲ့အကူဟိတ်ကလေးကိုကြည့်မိတာနော်အခုဟဲ့ကလေးကိုကြည့်မယ်စပ်ပုတ်တော့မြောင်ကြည့်တတ်ရမယ်နော်စပ်ပုတ်မြောင်ကြည့်တတ်မှာခုနဒီလက်ခံနမမာစိကအတိုင်းဒီဟိတ်ပါပဲသွားစတဲ့လေစတဲ့ကရိယာကကတာဟောလားကံဟောလားအာကတာဟောစုကတာပုတ်ကံဟောစုကံပုတ်ကောင်းပြီတမန်ခံလိုက်ပြီဘဝယောဂပုညခတ်တဲ့တမန်ဘုရားတူရလားအတူလည်းသုံးမှပြီလို့တော့ဟုတ်လားကပဲကြအခုဟိတ်ကလေးကိုအကြောင်းကျိုးပြန်လာတမန်ပါဟုတ်သွားပြီဗျာအနေပေးလေးတွေနော်အနေပေးဒီစနစ်ကလေးတွေကောင်းလေးလားကောင်းလေးချင်းစိတ်ဝင်စားမှုတော့ရှိပါစေစိတ်ဝင်စားမှစားစိတ်ဝင်စားမယ်မှတ်ပြီပါလေစိတ်ဝင်စားမှမှတ်ပြီပါဘောနော်ဒါချင်းကံငယ်ဝဲကြကိုဟဲ့အတွန်းသွန်းအပြင်ထုံနေနဲ့နေပေးပြပါဆိုပေးတာပြီးကိစ္စပြီးခဏပြုတ်တာပေါ့ဟဲ့နန္ဒီကပေးပြကြံကငယ်ဝဲကြတထလည်းတထနေကိစ္စပြီးခဏထားလိုက်ကငယ်အဲ့မှာပဲကြောင့်ဒီအတွန်းသွန်းပြတော့ရင်ပေးဟုတ်ပြီဒီကအတွန်းသွန်းရပြတတ်ပြီသားကဲကြောင်းကျပြန်လာပြပြသားဒါပေါ့တယ်ကြောင်းကျိုးပြန်လာပါဆိုခါကြောင်းကျိုးပြန်လာရဲ့နဘေးလေးဟုတ်လားစန္ဒီမှာမလင်္ကာရခငယ်ဝဲကြကိုဟိတ်အတွန်းသွင်းပြန်ထုတ်ကြောင်းကျိုးပြန်လာပေးသုံးလိနာမည်စန္ဒီမှာပါဗျမလင်္ကာရမပါပါဘူးဆိုဟုတ်ကဲ့ဒီပွဲအောင်ခေါ်ရတာဟုတ်ပါဗျမလင်္ကာရမှန်းတည်အောင်အတွန်းသွင်းလိုက်အတွန်းသွင်းလိုက်ဟုတ်ပါအတွန်းသွင်းအောင်ဆိုအတွန်းသွင်းအရင်ပေးဟေးပထမ
ပထမပြီအခုကတွန်းတွန်းရင်ပြီပါဟာဟုတ်ပြီကွာဟုတ်ပြီကွာဟုတ်ပြီဗျာဘယ်နေရာတွေ့ပေါ့ဟိတ်တူတူလေးမှာပဲတွေ့ဟိတ်ရှိမှာပဲတွေ့နေရာတွေ့နော်တာမအပြင်ကြောင်းကျပြန်လာတာမမလို့မေးတဲ့အခါအခုဟိတ်ပါလဲအခုဟိတ်ကိုရေးဆက်ကြမလို့ဘူးနော်ဒီဝါကြမှာတော့အခုဟိတ်လည်းမပါပါဘူးကဲပြလိုက်ကြဓာတ်ထနဲ့ကိစ္စပြီးခဏထုတ်တာတော်ပြီကွာအနက်ပေးမယ်အနက်တနေရာမှာတွေ့ရဲ့ဤစနစ်ကိုအခြားတနေရာမှာပြောင်းပြီးတော့သုံးလိုက်ရမယ်စာကြရန်ဆိုတာအဲ့လိုသုံးတယ်မှာသုံးဝင်မှာပါတိုက်ရိုက်တိုးကမှာပဲရတော့မယ်ဆိုရင်လေရမှာမဟုတ်တော့ဤစနစ်မရရင်တိုက်ရိုက်တိုးလည်းမရှိတတ်ပါဘူးဤစနစ်မရတဲ့ပုဂ္ဂိုလ်ကဲမင်းတို့စာသက္ကရာစာကိုလှမ်းပြီးတော့နှစ်ကြသလိုကူးချရေးကြစမ်းကွာဆိုတော့အောင်ပါဦးရဟုတ်လားအဝနိတ္တပအောင်လင်္ဂမပထမတရံသံပန္တဝအာဒရဘကရဏထိုက်စွာရှင်အစွာအထဝန္တောအထောသုံးဖြာဖွင့်ပမှရှင်ကအနက်ပြကာကြည့်ပြီးတော့ဟုတ်လားကာကြည့်အနက်ပြီးတော့ခါဝေးရဇာတံဒီအထောအဲ့ဒါကိုလှမ်းယူပြီးတော့တပေးရတခါခါဝေးကိုနဲ့ပေးတော့မယ်ဆိုရင်ကာကြီးရသမာဓိဇံတိဆိုတဲ့ဘုတ်လိုက်ပြီးမှနဲ့ပေးရအဲ့ဒါလည်းနဲ့ပေးမှရမှာဟဲ့ညာနေတရာလင်္ကာရပိသခါဝေးကိုပထမဥပအခြေကျမ်းပြီးတော့နဲ့ပြလက်ဇဟဟူသောအနက်ရှိ၏ဟောအနက်ရှိသောတရားသည်အနက်ဒီဟုတ်တယ်တနေရာမှာကြာကြာနာနာပေးတတ်ပြီဆိုရင်အခြားနေရာမှာလဲအဲ့ဒါကိုမိပြီးတော့မှလုပ်တတ်ရမယ်နော်အုံလင်္ကာနီးနဲ့ဖွင့်တဲ့ဣတိနဲ့တီးပြီးမှအုံလင်္ကာနီးနဲ့ဖွင့်တဲ့ဣတိနောင်မှာဝိပ္ပလေးသွယ်ကြီးနိုင်တယ်လို့အဲ့လိုမှတ်တာနော်အထောမပါတဲ့နေရာများမှာအနေပေးလဲအထောထည့်ပြီးတော့ဣတိနဲ့အထောထည့်ပြီးတော့အနေပေးရတယ်ကာကောတိတင်ကောကာကောတိတင်ကောကာကောတိကာကောဟူလျာတင်ကောကြီးကန်းဒီဟာလားကာကောတိတင်ကော
ကောတိကာကောဟုသောတရာတိထင်ကောတိအထောကြီးကံဟုသောအနေရှိ၏ကာကောတိတင်ကောအနေပဲရဲ့ပထမဥပအခြေချမ်းပြီးတော့အနေပဲပါကာကောတိကာကောဟုသောဤတရာတိထင်ကောတိအထောကြီးကံဟုသောအနေရှိ၏ဝါကြီးကံဟုသောအနေရှိသောတရာတိအမျိုးပါဟုတ်လားဘဂဝတိဗုဒ္ဓဘဂဝတိဘဂဝဟုသောဣတရာတိဗုဒ္ဓတိအထောဣတိနေအထောကတော့တဲ့နေပေးရမှာကြီးပဲဒီမှာတော့တက်ရပါတယ်ဒီမှာကာကြီးခါကိုရတော့ကာကွေးမှာတက်ရပါတယ်ဘဂဝတိအထောဘဂဝတိဘဂဝဟုသောဣတရာတိဗုဒ္ဓတိအထောမြတ်စွာဘုရားဟုသောအနေရှိ၏ဝါမြတ်စွာဘုရားဟုသောအနေရှိသောတရာတိလောက်တာကာကောတိတင်ကောကာကောတိကာကောဟုသောဣပဣဒရာဣတဏိကာကောတိကာကောဟုသောဣဒရာ၌တင်ကောတိအတော့ကြီးကံဟုသောအနတ္တိသတ္တိတတ္တမိကြည်ကြနေပြီလားဟုတ်လားဘဂဝတိဗုဒ္ဓဘဂဝတိဘဂဝဟုသောဣဒရာဣဘဂဝတိဘဂဝဟုသောဣဒရာ၌ဗုဒ္ဓတိအထောမြတ်စွာဘုရားဟုသောအနတ္တိအဲတော့ဘာမှဣတိအထောမပါလဲဣတိအထောဟာနေရာတကာမှာထည့်ပေးရမယ်အဲ့ဒီနိယံအတိုင်းသာမေးရင်ဣတိအထောမပါတဲ့နေရာလဲထည့်ပြီးတော့နေပေးရမှာလို့ကာကောတိတင်ကောကာကောတုကာကောဟုသောဣဒရာဖြင့်တင်ကောတိအထောကြီးကံဟုသောအနက်ကိုတတိတောပြ၏အဲ့လိုဣတိအထောထည့်နေပေးရမှာဘဂဝတိဗုဒ္ဓဘဂဝတိဘဂဝဟုသောဣတတ္တဖြင့်ဗုဒ္ဓတိအထောမြတ်စွာဘုရားဟုသောအနက်ကိုတတိတောပြ၏အဲ့လိုပြရင်ဒါလာတော့ဘယ်နေရာလာဒီတိုင်းကြီးပဲဘယ်အထကထာစာအုပ်ကောက်ကိုင်းနေပေးခိုင်းဒီတိုင်းကြီးပဲလို့မှာပေးရအောင်ဘယ်လိုတက်စီအားဘာမှမရှိဘူးခက်ခဲချင်းဘာမှမရှိဘူးနော်ဟဲ့စံတိမာလင်္ကာရပေးပြချမ်းခါခွေးဝဲကြခါခွေးကိုနဲ့ပြီးတော့ကာကြီးကတောင်ဝင်တဲ့ဘက်ကိုလိုက်ပြီးမှနဲ့ပြီးကာကြီးကိုနဲ့ပြီးတော့ခါခွေးကနောက်သာတန်တိအထောကိုလှမ်းယူပြီးတော့နဲ့ပြီးကဲခါခွေးပြလိုက်ကြအောင်
ဒီအထောမပါတဲ့နေရာမှာအနှစ်ပေးခိုင်းရင်လည်းဣတိအထောကိုထည့်ပြီးတော့အနှစ်ပေးရမှာအဲ့ဒီနေရာတိုင်းမေးလို့ရှိရင်နှစ်ပေးရမှာတော့မှတ်ထားနော်အဲ့တော့ဣတိအထောတိုက်ရိုက်ပါတဲ့နေရာဆိုရင်တော့ဘာပြောဖို့လို့မလဲရှင်းရှင်းလေးပဲဣတိအထောမပါတဲ့နေရာမှာတော့မှဣတိနေအထောဟာထည့်ပြီးမှအနှစ်ပေးရမှာနော်ဒါဖြင့်ကာကြီးတို့ခါခွေးတို့ကိုမေးရင်ပေါ့ကာကြီးဝဲကြကိုတောင်လျက်ပဂတိအာနိယမဝိသေသာလေးပြာနဲ့ပေးနီဆိုတဲ့နေရာအဲ့ဒီနေရာကိုဝါဆိုဥနိယနေရာဒီနိယလို့ခေါ်တယ်သိလားနေရာဒီမှာစာဝါစကားစမှာပြောတဲ့အကျင့်ခံကိုဗျဝါဆိုဥမှာစတဲ့အခါမှာစပြောတဲ့နိယကိုဗျဝါဆိုဥနိယလို့ခေါ်တယ်တောင်လဲပဂတိအာနိယမဝိသေသာလေးပြာနဲ့ပေးနီသူကတခုရရင်ရတော့တာတောင်လဲဆိုတာတောင်လဲလင်္ကာနီပဂတိဆိုတာပဂတိဝိဂတိနီနိယမဆိုတာတောင်လဲပဂတိအာနိယမနိယမအာနိယမနီဝိသေသာဆိုတာဝိသေသနာဝိသေတရားနီနဲ့ပေးနီအဲ့ဒီဒုတိယနေ့နံပါတ်1မှာလေ့ကျင့်ခန်းလုပ်တဲ့အနှစ်ပေးနေ့မှသမျှဟာပထမနေ့အနှစ်ပေး10ပုတ်လုံးနဲ့အားလုံးဆိုင်တယ်လို့မှတ်တာပထမနေ့10ပုတ်အတွက်ပါဒီကနံပါတ်1ကဆိုင်တယ်လို့မှတ်တာနော်ပထမနေ့က10ပုတ်လုံးအနှစ်ပေးကြီးပဲအဲ့ဒီမှာအနှစ်ပေးဤစနစ်မျိုးစုံမေးတာအဲ့ဒီမေးတာကိုတွေ့လို့ရှိရင်ဒီကနံပါတ်1မှာဒုတိယနေ့နံပါတ်1မှာလေ့ကျင့်ထားတဲ့အတိုင်းပဲဖြေရမှာလို့မှတောင်လေးလိင်္ဂနီပဂတိဝိဂတိနီနိယမအာနိယမနီဝိသေသနာဝိသေတရားနီလို့တခုရရင်အဲ့ဒီ၄နီလုံးကပေးလို့ဖြစ်တာကြီးပဲအဲ့ဒီ၄နီကိုကောင်းကောင်းပေးတာရင်အရာကောလည်းပိုင်တယ်အရာကောကင်တွေပုံမှာလည်းပိုင်နိုင်သွားတယ်တောင်လျပဂတိအာနိယမဝိသေသာလေးပြာနဲ့ပေးနီဟဲ့နန္ဒီယရောစဟာတောင်လျပဂတိအာနိယမဝိသေသာလေးပြာနဲ့ပေးနီတောင်လျပဂတိအာနိယမဝိသေသာလေးပြာနဲ့ပေးနီတောင်လျပဂတိအာနိယမဝိသေသာလေးပြာနဲ့ပေးနီဟဲ့စန္ဒီပါလင်္ကာလားဟဲ့စမ်းနေမှာရေပြပါအောင်ဟာအနေပင်ဒီလေးနေကိုပဲဒီတုံလေးလင်္ကာအနေပင်ဒီနိယမအာနိယမဒီမှာအာနိယမဆိုမဲ့အမှန်တော့အစဉ်ကတော့အာနိယမစပေးတယ်ပါစကလုံး6အောင်လို့နိယမအာနိယမခေါ်တာပါလေးမျိုးနော်ပြန်ပြောဟဲ့ချက်သားဝါဒိဋ္ဌလေးမျိုးနော်ကိုင်းဆိုရဟ
ကယ်လို့ကာကြီးဝဲကြကိုသူကကာကြီးဝဲကြကိုတုံလျက်လင်္ကာနေအဖြစ်အနေပေးပြပါဆိုပြီးသွားပြီဘာမင်းမှပြီးသွားပြီဒီရှိတဲ့အတိုင်းကြီးသမာဓိဇံဒီသမာဓိဇံမှုတိကပဏိမေဇာနာသမာဓိတော်ဗတ္တမပဂတိပနိတိယပစ္စည်းဖြစ်တော်ပဏိမေဇာသမာဓိကြောင့်ဇာတံဖြစ်သောအဲ့လောက်ပြေလုံးကတော့ဘလို့မတုံလျက်လင်္ကာဖြစ်ဘူးဟုတ်လားတုံလျက်လင်္ကာဖြစ်ဘူးအဲ့တော့နောက်ကဣတိအထောလမ်းပြီးတော့ပထမဥပ္ပါအခြေကြံပြီးတော့အနေပေးခိုင်းတာလို့စိတ်ထဲမှာနားလည်သွားရမယ်။ခါကြီးဝဲကြတုံလဲလင်္ကာနေဟုတ်ပါဘူးဘလို့လို့မေးတာလေတုံလဲလင်္ကာနေဘလို့မှလည်းဆက်လို့မရပါလားသမာဓိဇံဒီဝတိကဘုမေသနာသမာဓိတော်ကြောင့်ဇာတံသောဣတိယံဣတိကအထောနေတိဟုတ်ပါဘူးဘယ်မလဲတုံလဲလင်္ကာမာရိဇံဒီမာရိဇံဝတိကတောင်ရထမှာတီးဟုတ်လိုက်ဘေဇနာမာရိတော်ကြောင့်ဇာတံဖြစ်တော်ဣတိယံရတော်နေတိတီးတော့ပေးတော့ရတယ်ဒုံလဲတင်ကဘလို့တဲ့လေကားနဲ့တီးဆိုတော့ဒါမဲ့သမာဓိဇံတိနဲ့အထောကဘလို့မှအရာမတူဘူးလေဒုံလဲလင်္ကာဆိုတာကအရာတူရမှာကရိယာမတ္တကတုချင်းချင်းစတ်တုံလင်းလဲတုံလဲလင်္ကာဆို၍စမ်းမြဲတုံလဲနဲ့လင်္ကာဟာအရာကောက်တူရမယ်သမာဓိဇံတိဆိုတာသမာဓိဇံတဲ့ဒါကိုပဲရတယ်ဣတိလိခန္ဓာတာကဘုမသမာဓိဇံကိုမြန်မာလိုအနဲ့မပေးပါနဲ့ပရာတန်းပဲနဲ့ပေးပါလို့တတ္တပတ္တကမှန်သိအောင်လို့ဣတိထည့်ထားတာမာရိဇံတရားလရာကိုရတယ်အထောကအနဲ့ကိုရတယ်ဆိုတော့သရနဲ့အနဲ့ကဘလို့မှအရာကောင်းမတူတော့ဘူးဗျာဒါဆိုရင်စာကြတန်းအဝါဝထားတဲ့ပုဂ္ဂိုလ်တယောက်ကဒါဘာကိုမေးတာသိသွားပြီဩသမာဓိဇံအုံလင်းကနီးနဲ့ဖွင့်ပြရင်ဣတိနောင်မှာဝိပတ်၄သွယ်ကြီးတယ်ဝိပတ်၄သွယ်ကြီးရမှာအထဝန္တောအထောသုံးဖြာဖွင့်ပတ်မှာအထဝန္တောအထောနေရှိတော်သလားလို့ပထမဥပ္ပါအကြည်ကြံမှပေးလို့ဖြစ်နိုင်တဲ့နည်းပဲသမာဓိဇံတိသမာဓိဇံဟုသောဣတရာတိဒါတုံလျက်နောက်ကအထောကလင်္ကနော်ပရမေဇာနာသမာဓိတောဇာတံတရားတော်ဘဂတုပါဏိတရားပစ္စည်းဖြစ်သောပထမဇံသမာဓိကြောင့်ဖြစ်သောဟူသောအနရှိအနရှိတယ်ဆိုမှသမာဓိဇံသတ္တရာရမှာကိုအထောအတ္တအထိတိအထောဖြစ်သောဟူသောအနရှိဝါဖြစ်သောဟူသောအနရှိသောသရာတိဆိုသမာဓိဇံဟူသောသရာတိအထောအနရှိသောသရာတိဟောသမာဓိဇံတိကတုံလျက်အထောကလင်္ကာအထောကလင်္ကာအဲ့ဒါဆိုနံပါတ်3မှာစာစတ်တော်လဲအဲ့ဒီနိယရစက်မယ်ဆိုရင်သမာဓိဇံတိကကာဝယနေပိသောကြောင့်အထောနဲ့တုံလျက်အထောကလင်္ကာအဖြစ်ဖြင့်စ၏အနှစ်လေးနိပေးရမှာပထမဥပ္ပါအကြည်ကြံပြီးတော့ပေးတဲ့နည်းကိုရည်ရွယ်ပြီးတော့မေးတာလို့စာကြတမ်းမှာစိတ်ဝင်စားတတ်တဲ့ပုဂ္ဂိုလ်တယောက်အဝါဝကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်ကကောင်းကောင်းနားလည်သွားတယ်ဗျာနော်အဲ့ဒါဒီနေရာမှာပြောရင်ဟောတခြားတနေရာမှာလဲဘယ်နေရာတွေ့ပဲအဲ့လိုမျိုးဖြတ်ခဏမေးလိုက်ရင်ဒါကိုမေးတာပြရမယ်နော်ဒီထည့်ပြီးတော့ဖွင့်ပြရင်အဝင်လင်္ကာနည်းနဲ့ဖွင့်ပြရင်ဝိပတ်၄သွယ်ကြည်ပါတယ်တုံလဲလင်္ကာပေးလို့ရတာကပထမဝိပတ်တစ်မျိုးပဲပေးလို့ရတာပါအထောကိုလည်းအနဲ့လို့မပေးရပဲအတ္တတိတိကြံပြီးတော့အနဲ့ရှိသောသရာလို့ပေးရမှာပါသိတယ်ဟုတ်လားဒါကြောင့်သမာဓိဇံတိသမာဓိဇံဟူသောဣတရာတိဖွင့်တော့ဧတဧသောဘောသမာဓိဇံတိဧတဧသောသမာဓိဇံဟူသောဣတရာတိဗမေဇနာသမာဓိဒုဇာတံတိအထောဘောဂတုပဏိတရားပစ္စည်းဖြစ်သောပထမဇံသမာဓိကြောင့်ဖြစ်သောဟူသောအ내ရှိ၏내ရှိသောသရာတိတုံလျက်လင်္ကာအဲ့ဒီတုံလျက်လင်္ကာရရင်ကျန်တဲ့3ခုလည်းရပြီ
တုံလျက်ပဂတိအာနိယမဝိသေတာလေးပြနေပင်ဒီပဂတိဝိကတိဆိုရင်ကရိယာထဲလိုက်ရုံပဲဗျာကရိယာထဲရင်ကရိယာကိုတုံလျက်ပုတ်ရဲ့လေဟုတ်ကိုကြည့်ရကရိယာထဲခြင်းရင်တုံလျက်ပုတ်ရဲ့လေဟုတ်ကိုကြည့်ရမယ်အာချကရိယာထဲခြင်းရင်တုံလျက်ပုတ်ရဲ့ဟုတ်ကိုကြည့်ရမယ်လိမ်မလို့တော့ဘူးလားကျတော့အာချကျတော့လိမ်မလို့ကရိယာများထဲခြင်းနေဆိုရင်တော့တုံလျက်ပုတ်ရဲ့လိမ်ရောဟုတ်ရောကြည့်ရမယ်အာချကရိယာပဲထဲမယ်ဆိုရင်တော့တုံလျက်ပုတ်ရဲ့ဟုတ်ကိုပဲကြည့်ရတယ်သမာဓိဇံဒီသမာဓိဇံဝုသောတရားဒီဆိုတာဣတ္တဧသောလို့ထက်နေတာဆိုတော့တရားဝင်ငယ်မှာဆိုတော့ဘုံလိမ်ပေါ့အာချအနေနဲ့ကြည့်ရင်တော့ဟုတ်ပေါ့ဒါဆိုရင်သမာဓိဇံဒီသမာဓိဇံဝုသောဣတရာတိဝနမေဇနာသမာဓိတောဇာတံတိအထောဘဂဝတပါဏိတရားပြည့်စည်ပြီးသောပထမဇံသမာဓိကြောင့်ဖြစ်သောဟူသောအ내ရှိသည်ဟောတိဖြစ်၏ဟာသမာဓိဇံတရားပဂတိကတ္တအထောကဣတိအထောကဝိကတိကတ္တဟောတိကကတ္တဟောကရိယာကရိယာထည့်တဲ့အခါတုံလျက်ပုတ်ကိုကြည့်ရတယ်ပဂတိကတ္တတုံလျက်ဟာကရိယာထည့်တော့မယ်ဆိုရင်ပဂတိကတ္တသူရဲ့လိမ်သူရဲ့ဟုတ်အာချကြတော့ဟုတ်ပေါ့ဗျာသမာဓိဇန်တရားဧကုဖြစ်တဲ့ကြောင့်ဟောဒီတခါတည်းပဂတိနဲ့ဝိကတိဟာဟုတ်ကတူခြင်းမတူတာရှိသေးတယ်ဗျဟုတ်မတူတဲ့နေရာရှိသေးတယ်ဟုတ်မတူရင်ပဂတိကတ္တရဲ့ဟုံးနောက်ကိုလိုက်ပါဟောဒီထားလိုက်ရင်ဘောဘာဖြစ်လဲဟုတ်လားအထောအ내ရှိသည်ဟောတိဖြစ်၏ဒါပဂတိဝိကတိအားဖြင့်နေပေနီတုံလျက်ပဂတိအာနိယမဟောနိယမအာနိယမနဲ့ပေးပြပါဆိုရင်ယောသမာရိဇန္တိအကျဉ်သမာရိဇံဟူသောတရားတိအဋ္ဌိရှိ၏သောသမာရိဇန္တိသောသမာရိဇံဟူသောတရားတိပရမေဇာနာသမာရိတောဇာတံတိအထောဖြစ်သောဟူသောအ내ရှိ၏ဒါဆိုနိယမအာနိယမတုံလျက်ပုဂ္ဂိုလ်အာနိယမနိယမနှစ်ချမ်းခွဲလိုက်ရတယ်ယောသမာရိဇန္တိအကျဉ်သမာရိဇံဟူသောတရားတိအဋ္ဌိရှိသောသမာရိဇန္တိသောသမာရိဇံဟူသောတရားတိပရမေဇာနာသမာရိတောဇာတံတိအထောဖြစ်သောဟူသောအ내ရှိ၏ဒါပဂတိဝိကတိနိယမအာနိယမနိယမအာနိယမဒါတွေကပါဠိပါဠိမှာတော့ပြောတယ်ပြန်ရင်မှာတော့တိတ်မမေးပါဘူးမမေးလည်းတရားမကောက်မေးလည်းမေးရတာပဲဒါကဝိသေသနာဝိသေတရားဆိုရင်လိင်္ဂပုဂ္ဂိုလ်ဝိသေပနပြန်လို့ရတယ်တုံလျက်ပုဂ္ဂိုလ်ဝိသေတယဒါဆိုအရာကောက်သိကျွမ်းကျင်တာနော်ဒီနေ့ကဘာကောက်ရမလဲဆိုတော့အထောဝိကျိုဆိုအရာကောက်ပြပါဆိုလဲသမာဓိဇန်တိဆိုတုံလျက်ကိုအရာကောက်မှာလိင်္ဂကိုဝိသေသနာလုပ်ပြီးတော့တုံလျက်ကိုဝိသေတရားလို့ရတယ်ပထမေဇာနာသမာဓိတောဇာတံတိအထောဘဂတုပါဏိတရားပြည့်စည်ပြီးသောပထမဇန်သမာဓိကြောင့်ဖြစ်သောဟူသောအ내ရှိသောသမာဓိဇံတိသမာဓိဇံဟူသောတရားပေသည်အဲ့ဒါဝိသေသနာဝိသေတရားနေဒါဆိုအထောဝိကျော်ဆိုညက်ကောက်ပါဆိုရင်အထောရဲ့အရာဟာသမာဓိဇံတိဆိုတဲ့တုံလျက်ပုဂ္ဂိုလ်ပဲအရာကောက်မှာဒါဝိသေသနာဝိသေတရားအဲ့လိုအ내ကိုကျွမ်းကျင်စွာပေးတတ်လို့ရှိရင်အရာကောက်အရာမှာတော့ပိုင်တယ်ဗျာအရာကိုကင်ခွဲတဲ့နေရာညက်ကောက်တဲ့နေရာအဲ့ဒီအရာမှာတော့ပိုင်